no nga hulu nga yang tu di lu nga mai sui malong ne no bedu yang tu bishu khamya athe ma achi song yang tu ba ma thai ne khamya athe ma thai ne mind is your biggest enemy but that is uncontrolled mind no khamya ko yu twa le tu be lou pe ma khamya ko ma kaung la akon long long la tu be lou pe ma cha twa le tu be lou ma no pi khamya ko pian pi do ma athe de ka ne pian pi do ha ta lou ma le tu be pian lou ma this is the mind no sei ha da lo ai lo ji uncontrolled mind ha ကျွန်တော်တို့ကဘယ်လိုဖြစ်နေဒီစိတ်ကိုကျွန်တော်တို့ကို control လုပ်ခွင့်ပေးထားတယ်ကျွန်တော်ကလို့ဟုတ်လားမင်းရဲ့တောက်ချင်လားငါမျိုးတိုက်မယ်ပေးကလေးတွေပြောပါချင်လားငါပေးမယ်မင်းကလေးတွေခေါ်လာမယ်ငါဟာမင်းခိုးချင်လားငါမျိုးပေးခိုးမယ်မင်းပတ်စံလေးသုံးချင်လားရောသုံးမင်းစိတ်လေးတောက်ချင်လားတောက်နော် unbridled နော် horseဇက်ကျိုးမပါတဲ့မြင်းလို့ကျွန်တော်တို့မလုပ်ထားတယ်ဒီစိတ်ကိုကျွန်တော်ကလှုပ်ချင်တာလှုပ်ဆန်းလို့လွတ်ပေးထားတဲ့အခါကျတော့ဘယ်ရမလဲ it is going to give you a hell ဘဝမှာ hell တော့ငါဘဝတော့ငရဲနဲ့တူတယ်ကွာဆိုတာဘာမှမဟုတ်ဘူးခမည်းရဲ့အဲ့ဒီရန်သူကြောင့်ဖြစ်နေတဲ့ကိစ္စဟုတ်တယ်နော် regret ပြီးမှလည်းနောင်တတွေရပြီးတော့ငိုကြွေးပူဆွေးပြီးတော့ဘဝမှာလစ်သွားမယ်ကိစ္စ because you give that mind to control you you allow this mind to control you no တူလို့ကျင်တာအဲ့ကျွန်တော်ပြောတာကျွန်တော်တို့ဘဝတွေမှာကျွန်တော်တို့အရေးကြီးတဲ့အလုပ်တစ်ခုကိုလုပ်ရမှာဆိုရင်ဒီအခုနပြောတဲ့နော်အင်မတန်ကြောက်စရာကောင်းတဲ့အင်မတန်စွမ်းအားကြီးတဲ့ very powerful mind is very powerful နော်အိမ်မှာအိမ်နဲ့၄၅စိတ်အိမ်လောက်မှာမီးလောင်တယ်နော်အဲ့တော့ကျောင်းကလွတ်ပေးလိုက်တယ်နော်မီးလောင်ပြီဆိုတဲ့ခါကျောင်းကလွတ်ပေးလိုက်တယ်မင်းတို့အိမ်ပြန်ကြကိုယ်အိမ်နဲ့ကိုယ်နေပြီးကျွန်တော်တို့အိမ်ကိုပြန်ပြေးကြတော့ဟိုမှာမီးကအကြီးအကျယ်တောက်တယ်လူတယောက်ကအဲ့လောက်ကြီးတဲ့ဘီလိုကျွန်းနဲ့လှုပ်ထားတဲ့ဘီလိုအကြီးကြီးပဲနော်6ပေပတ်လက်နော်10ပေ6ပေ10ပေလောက်ရှိတဲ့ဘီလိုတောက်လဲထားပြီးတော့လာနေတယ်အဲ့ရနေပြီးတော့ထားပြီးလာနေတယ်ချလို့မရအောင်ဖြစ်နေသူကနော်သူထမ်းတော့ဘယ်လိုထမ်းလာလဲစဉ်းစားကြည့်လေဟုတ်လားအဲ့တော့ဝိုင်းဝဲပြီးသူ့ချလိုက်တယ်နော်ချလိုက်ပြီးတဲ့အခါကျတော့ဟိုမီးတွေငိမ့်သွားတော့သူ့ပြီးတော့သူပြန်တယ်မယ်လို့တော့လူ3ယောက်လည်းမမနိုင်ဘူး4ယောက်လည်းမမနိုင်အဲ့ဒီလိုဘလို့သူမလာနိုင်တာလေသူ့မှာဒီဗီဒီယိုကိုမမဆိုဇောရှိနေသူစိတ်ကနော် very power စိတ်ကရှိတော့သူကဒီဗီဒီယိုကိုနော်ငါဓာကြီးမီးတောင်းတော့ဆိုတခါတည်းမပြီးလားအဲ့ဒီအချိန်ဘယ်ကနေအားရောက်လာလဲ the mind is so powerful နော်ခန္ဓာကိုယ်မဟုတ်ဘူး the mind is so powerful the mind can make you a millionaire the mind can make you a pauper also စိတ်ကခမည်းကိုနော်ဘီလီယံနာလည်းလုပ်ပေးနိုင်တယ်စိတ်ကခမည်းကိုမီလီယံနာလည်းလုပ်ပေးနိုင်တယ်စိတ်ကခမည်းကိုတထောင်စားပြည့်အောင်လည်းလုပ်ပေးနိုင်တယ်စိတ်ကကိုထောင်ကျပေါင်းလည်းလုပ်ပေးနိုင်တယ်ကိုတတ်တည်သွားအောင်လည်းသူပြောနိုင်တယ်ဟဲ့အောင်မင်းတည်လိုက်တော့လို့ပြောမှသူကno the mind can tell you you have no use people don't love you you die စိတ်ကအဲ့လောက်ပေါ့ဆိုတော့ကျွန်တော်တို့ကဘဝမှာတခြားကိစ္စတွေအကုန်လုံးကဲလုပ်နေတယ်စိတ်ကိုတကယ်လုပ်မဲ့ဒီစိတ်ကိုကျွန်တော်ဘာလုပ်ထားလဲလွတ်ထားတယ် train လုပ်ဖို့ကျွန်တော်မစင်တာစိတ်ကိုဘာလုပ်လို့ရတယ် train လုပ်လို့ရတယ်သူ့ကိုလေ့ကျင့်ပေးလို့ရတယ်နော်အဲ့တော့ဘဂဝတိတာမှာပဲဘာပြောထားလဲလို့ဆိုရင်တကယ်လို့ဒီစိတ်ဟာနော်ထိန်းချုပ်မှုအောက်ကိုရောက်လာပြီလို့ဆိုရင်ခမည်းရဲ့အကောင်းဆုံးမိတ်ဆွေသူဖြစ်လာလိမ့်မယ် control mind is your best friend ဘဝမှာဘာမှအရေးကြီးခွင့်ရလို့ဆိုရမှာအထဲမှာရှိတဲ့ရန်သူအထဲမှာရှိတဲ့နော်ဒီဘလူးကြီးကိုအထဲမှာရှိတဲ့ဒီရန်သူကိုလိမ်မာသွားပြီးတော့ကျွန်တော်ဘက်ကိုပါလာအောင်ကျွန်တော်အသုံးချနိုင်အောင်သူ့ကိုဘာလုပ်ပေးရမလဲလုပ်ပေးရမယ်သူ့ကိုထိန်းချုပ်ခွင့်ပေးလိုက်ပြီဆိုရင်တော့ဘဝပြတ်ပြီသားမှတ်တော့နော်စိတ်ကိုအလိုလိုက်ပြီးတော့မှဘဝမှာအင်မတန်ချမ်းသာခြင်းနဲ့ပြည့်နေမှာရောက်သွားတယ်ဆိုတော့လူတန်တရားလွတ်သွားလို့တရားမှမရှိဘူးစိတ်ကိုလွတ်တာပြီးဘဝပြတ်သွားတဲ့လူပဲရှိတာဆိုတော့လူတယောက်ရဲ့ဘဝမှာအောင်မြင်ခြင်းဆိုတာပါလေအဲ့ဒီအောင်မြင်ဆိုတာစိတ်ကိုနိုင်တာဒါပဲနော်လူတွေဟာစိတ်ကိုနိုင်တာတဲ့လူတွေကိုအထင်ကြီးတာ
နော်လူတွေကိုးကွယ်နေတယ်ဆိုတဲ့သူတွေအားလုံးကပါလေသူတို့ထက်တာတဲ့စိတ်ကိုထိန်းချုပ်နိုင်တယ်ထင်လို့သူတို့ကိုးကွယ်နေကြတာလူချင်းကိုးကွယ်တယ်လို့ပြောတယ်မလားဘာကိုကိုးကွယ်တာသူထက်တာလို့သူထက်ပတ်စံတာတာမို့ပညာတာတာမို့ဘာတာတာလဲသူကစိတ်ကိုထိန်းချုပ်နိုင်စွမ်းရှိတယ်နော်စိတ်ရဲ့တပည့်9ယောက်ရှိတယ်အာယုံ9ပါးနော်ဟိုတပည့်တွေကအင်မတန်ယူကျိုးတဲ့တပည့်တွေဘာခိုင်းခိုင်းလို့မှတယ်ဒီသူကငါဒါလုပ်ချင်တယ်နော်လုပ်မှသူကငါဒါစားချင်တယ်ကျွေးမှသူကတပည့်9ယောက်ရှိတယ်အာယုံ9ပါးသူဆိုတော့no don't let that mind control yourself အဲ့တော့စိတ်ကိုဘာလုပ်ပြမလဲလေ့ကျင့်ပြအောင်ဖြည်းဖြည်းစိတ်ရှိနဲ့သူ့ကိုနော်တော်ကိုတီးခံပြီးလေ့ကျင့်မယ်ဒီလမ်းမှန်ကိုတွားဖို့ဆိုတဲ့လမ်းကြောင်းကိုတွားရမယ်ဖရာတရားလုပ်ပြီးတွားရမယ်ကျင့်ကြံအားထုတ်ပြီးတော့ဘဝမှာတွားရမယ်စိတ်ကိုထိန်းဖို့ကြိုးစားဒါမှကျွန်တော်တို့ဘဝမှာရှိလာတဲ့ပြဿနာတွေအကုန်လုံးကိုကျွန်တော်ရင်ဆိုင်နိုင်မယ်ချမ်းသာစွာနဲ့ဘဝကိုနေနိုင်မှာဖြစ်တယ်So I think we stop here. Thank you very much.